ရန်လာတဲ့ record မရှိဘူးဆိုလို့ရှိရင်အခု record လေးကိုယူထားပါ diamond 250နဲ့ဘာတွေရသွားမလဲတွားကြည့်ကြမယ်အခုမီယာတို့ Florence တို့ဘက်မှာကျွန်တော် diamond 250သုံးပြီးဖောက်ပြသွားပြပါမယ်ကျွန်တော်က record ပဲယူမှာပါ skin လုံးဝမယူပါဘူးဘာလို့လဲဆိုတော့ original ကောင်လည်းမဟုတ်ဘူး original ကောင်မှလည်းမယူဘူးဘာလို့လဲဆိုတော့မတက်နိုင်လို့ပေါ့ဗျာဟုတ်တယ်မလားအခု record က main ကလေးတော်တော်များများယူသင့်တယ်ပေါ့နော် diamond 250ထည့်ရင် token 20ရမယ်250သုံးရင်28ခဲ့ရမယ်အခုပထမဆုံး10ချိန်ဖောက်ပြမယ်emote နှစ်ခါပြန်ရတယ်ပေါ့နော် emote နှစ်ခါဆိုကျွန်တော်ဟိုဘက်က coin လေး9ခုပြောင်းသွားတယ်နောက်ထပ်10ချိန်ဘောင်းလေးရတယ်မစိုးဘူးပေါ့နော် diamond 250တော့250ပြင်မှာ3ရမလဲ10ချိန်ကလည်းမရတော့ဘူးပေါ့နော်ဒီမှာ20အချိန်20ပြည့်သွားရင်တကယ်ထက်ရတယ်အဲတကယ်တစ်ခါထပ်ဖောက်မယ်ဘာရမလဲဆိုတော့ coin ပဲရမှာပေါ့ coin ပဲရမှာပါဘာမှမရတော့ပေါ့စကင်ကြီးလည်းဝုန်းဆိုတန်းပေါက်သွားတော့ပြုံးမိမှာပဲStarlight ကဝယ်လိုက်ချင်ပေမဲ့ဒီဘက်မှာတကယ်ရပြီးသားဆိုတော့2မျိုးရတယ်ဒီ Atlas skin ကိုဝယ်ယူလိုက်တော့250သုံးလိုက်တော့အခု8ကက်ထပ်ရတယ်အဲ8ကက်နဲ့ diamond 90နဲ့10ချိန်တန်းဖောက်မယ်ရှုပ်လို့ phase 2တွေပါစောင့်မနေတော့ဘာပေါက်မလဲဘောင်ကြီးပြန်ပေါက်ပါတယ်ဘောင်နဲ့ coin နဲ့ပြန်ပေါက်ပါတယ်စကင်ကြီးဝုန်းဆိုထပေါက်လို့တော့ share ပဲเนาะဒါပေမဲ့မျောလင်းချက်တွေကဖြစ်မလာပါဘူးအခု record လေးယူမှာ record လေးကလည်းလှတယ်မနော် main ကလေးလည်းအကြိုက်တွေ့မှာပါဒါလေး record လေးကမဆိုးဘူးပေါ့နော်ငယ် record တော့ရသွားပြီrecord ရသွားပြီဟိုစူဆောင်းမှုအကျွေးစိတ်ဆိုတာလေးရှိတယ်အဲ့ကောင်လေးလည်းရအဲ့ကောင်ဘလို့လဲရလဲဆိုကျွန်တော်ပြမယ်နော်လဲရမယ်နေရာလည်းကျွန်တော်အရင်ဗီဒီယိုတုန်းကပြောပြသွားပြီးသွားပြီဘာတွေလဲလို့ရမလဲ emote လားရပေါ်ဟာလဲလို့မရဘူးလားဟာဘောင်လေးတွေပါလေဟော what the fuck ဟောလဲလို့မရဘူးခလဲလို့မရလဲလို့ရတာပဲလဲတော့မယ်နော် emote လေးတို့ elimination fat လေးတို့ရုပ်ပြောင်လေးဒါပဲလဲတော့အားလုံးပဲဒီနေ့ကတော့လောက်ပါပဲဒီဗီဒီယိုလေးလေးနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုက်မယ်မှာ like and subscribe လေးနဲ့ကူညီသွားဖို့မမေ့ပါနဲ့